မင်္ဂလာပါပို့ပို့ပါဒီဗီဒီယိုမှာအသက်အတန်ကိုတစုတစည်းတည်းပြန်ပြီးတော့နှွှေးပေးပါမယ်။ရုံဆုံးခါတက်ကစားရအောင်။ခါတက်ကကျမတို့အတန်ပြည့်အတန်မှာဘယ်နေရာနဲ့ဘယ်နေရာသွားထိလဲကျမတို့ရှာရဲ့ဒီပုံထဲမှာပြထားတဲ့အတိုင်းပဲရှာရဲ့ဟိုးနောက်ကအရင်လေးနဲ့ဒီအာကောင်ပြော့လေးနဲ့သွားပြီးတော့ထိတယ်။နော်အတန်ပြည့်အတန်ဒါဆိုရင်အာခါတက်ကဲအာခါတက်အာကတက်အာခတ်တက်နော်သူသုံးခုလုံးကခါတက်ကတက်ခတ်တက်အကုန်လုံးကအတန်ထွက်အတူတူပဲအုပ်စုတအုပ်စုမှာပါတာနော်အဲ့တော့ခါတက်အုပ်စုလို့ခေါ်ရဲကျမတို့ဖြီတရအသက်အတန်ထွက်မယ်ဆိုရင်ဖြီနဲ့တရနဲ့ပေါင်းထားတဲ့အတန်ကိုထွက်ပြီးတော့မှအသက်အတန်ကိုထွက်မယ်နော်ဒါဆိုရင်ခါတက်အာကတက်အာခတ်တက်အတူတူပဲအာကိုထွက်နေရနေပြီးတော့ရှာလေးကဒီသွားပြီးတော့ထိမယ်ပြီးတော့အတန်ပြတ်တဲ့အဲ့တော့အာနော်အာအဲ့တော့ဒါဆိုရင်ခါပြီးတော့ထိမယ်ခါနော်ဒါဆိုရင်နက်ရှိဒါဆိုရင်ဖူအော်ပြီးတော့ထိမယ်ဖူအော့နော်ကဲအဲ့ဒါနောက်တစ်ခုကကျမတို့အတက်နော်သွားထိရနေရကအတူတူပဲရှာရဲဟိုးနောက်ကနေရနဲ့ဒီအာကောင်အပြော့နဲ့သွားထိရပဲဒါပေမဲ့သူကပတိခေါက်အတန်ရှည်ဆွဲမယ်ပြီးရင် ing လို့ဆွဲငင်တဲ့အတန်မျိုးနော်အဲဆိုရင်အတက်ကဲထွက်နေရနေပြီးတော့သွားထိမယ်အတန်ရှည်ဆွဲမယ်အန်နော်ဒါဆိုရင်ခါအတက်ဆိုရင်ခါထွက်နေရနေပြီးတော့သွားထိမယ်အတန်ရှည်ဆွဲမယ်ခေါင်နော်ချိုးအတက်ဆိုရင်ချိုးထိနေရနေပြီးတော့ချိုးထွက်နေရနေပြီးတော့အတက်သွားထိမယ်တန်ရှည်ဆွဲမယ်ခြုံနော်အဲဆိုရင်ခိုးအတက်ဆိုရင်ခိုးထွက်နေရနေပြီးတော့အတက်သွားထိမယ်တန်ရှည်ဆွဲမယ်ခုံနော်အဲဆိုရင်ခါတက်နဲ့အတက်ကတတွဲနော်ပြီးတော့ကျမတို့နတ်တက်နဲ့ဓာတ်တက်နဲ့တတွဲကဲနတ်တက်နဲ့ဓာတ်တက်နဲ့တော့ထိရနေရအတူတူပဲဒါဘယ်နေရာတော့ထိမှာတော့ကျမတို့ရှာရဲ့ဒီထိပ်ဖြားလေးနဲ့ပုံလေးမှာပြထားတဲ့အတိုင်းပဲကျမတို့အပေါ်ကရှေ့သွားရဲ့အနောက်မှာအခုံးလေးရှိရဲ့ရှာနဲ့စမ်းကြည့်မယ်ဆိုရင်အဲ့အခုံးလေးနဲ့ရှာရဲ့ထိပ်ဖြားလေးနဲ့သွားပြီးတော့ထိမှာနတ်တက်ကကျတော့ကျမတို့အတန်ရှည်ဆွဲမယ်ဒါဆိုရင်ထွက်နေရနေပြီးတော့ထွက်နေရနေပြီးတော့သွားထိမယ်အတန်ရှည်ဆွဲမယ်နော်ဒါဆိုရင်စာနတ်သက်ဆိုရင်စာထွက်နေရနေပြီးတော့နတ်သက်သွားထိမယ်ဆန်နော်ဒါဆိုရင်ဒိုနတ်သက်ဆိုရင်ဒိုထွက်နေရနေပြီးတော့နတ်သက်သွားထိမယ်ထွန်းနော်ဒါဆိုရင်နတ်သက်ရမယ်ဒါတက်လည်းအတူတူပဲသွားထိရနေရအတူတူပဲရှားရထိပ်ဖြားလေးနဲ့အပေါ်ကရှေ့သွားရင်နောက်ကအခုံးလေးနဲ့သွားထိမယ်ဒီတစ်ခေါက်အတန်ပြက်အတန်နော်ဓာတ်တောက်ဆိုရမှာအလုံးပေါင်း9လုံးရှိရဲ့ဓာဆာဇာချာထာဟသူတို့အလုံးကအတန်ထွက်အတူတူပဲဓာတ်အတန်ပဲထွက်တယ်နော်ဒါဆိုရင်ကျမတို့နဲ့အကုန်လုံးနဲ့အတန်ထွက်အတူတူပဲသွားထိကြည့်အောင်ထွက်နေရနေပြီးတော့ရှားသွားထိမယ်ပြီးတော့ရင်ကျမတို့အတန်ပြက်တဲ့နော်ဒါဆိုရင်ခိုးဓာတ်ဆိုရင်ကျမတို့ခိုးနော်အိုစတဲ့ကဲအိုထွက်နေရနေပြီးတော့သွားထိမယ်အိုနာချတဲ့ဆိုလဲနာထိနေရနေပြီးတော့နာထွက်နေရနေပြီးတော့သွားထိမယ်နတ်နော်ဒါဆိုရင်ဓာတ်လည်းရမယ်ပြီးတော့ရင်ရတက်ကကျမတို့ရှာလိုက်တဲ့အတန်သွားထိရနေရတော့ခုနလိုပဲရှာရဲ့ထိပ်ဖြားလေးကဘောရှိသွားအနောက်ကအခုံးလေးနားကိုပဲသွားပြီးတော့အဲ့နေရာမှာရှာသွားလိမ့်မယ်နော်ဟိုးအာကောင်နောက်ထိရတက်ကကျတော့ကျမတို့ဒီတစ်ခါရတက်ကကျမတို့ရှာလိုက်မယ်ဒီခုနအတိုင်းပဲရှာရဲ့ထိပ်ဖြားလေးကအပေါ်ကရှစ်သွားရဲ့အနောက်ကအခုံးလေးနားမှာသွားပြီးတော့ရှာအောင်လိမ့်မယ်နော်အာကောင်ဟိုးနောက်ထိသွားမလိမ့်နဲ့ထွက်ရခတ်တယ်ပါဇက်ညောင်းတယ်နော်အဲဆိုရင်ထွက်နေရနေပြီးရှာသွားလိုက်မယ်နော်အဲဆိုရင်ဒါထွက်နေရနေပြီးရှာသွားလိုက်မယ်ထိုင်အဲဆိုရင်ဆူထွက်နေရနေပြီးရှာသွားလိုက်မယ်ဆူနော်ရတက်လည်းရမယ်ဒါဆိုရင်မတ်နဲ့ဘာတက်နဲ့တွဲသူတို့နှစ်ခုလုံးကဘာလုပ်မှာလဲပါဇက်ပိတ်မယ်နော်ပါဇက်နှခမ်းနှစ်ခုထိမယ်ပါဇက်ပိတ်မယ်မတ်တက်ကကျတော့ကျမတို့အတန်ရှည်ဆွဲမယ်နော်ပါဇက်ပိတ်မယ်တန်ရှည်ဆွဲမယ်ဒါဆိုရင်ထွက်နေရနေပြီးတော့မတ်တက်ပါဇက်ပိတ်မယ်တန်ရှည်ဆွဲမယ်နော်ဒါဆိုရင်မတ်တက်ဆိုရင်ဘာထွက်နေရနေပြီးတော့ပါဇက်ပိတ်မယ်တန်ရှည်ဆွဲမယ်နော်ထောမတ်တက်ဆိုရင်ထောထွက်နေရနေပြီးတော့ပါဇက်ပိတ်မတက်ရှည်ဆွဲမယ်နော်ကဲဒါဆိုရင်မတ်တက်ရမယ်နောက်ဆုံးတစ်ခုဖတ်တက်ကကျမတို့
ခုနလိုပဲပါဇက်ပိတ်မယ်ထပ်ပေးမဲ့ပါလဲအတန်ပြက်အတန်နော်ဒါဆိုရင်ဖားတက်ဆိုရင်ပါဇက်ပိတ်နေရနေပြီးတော့ sorry ပါဇက်အတန်ထွက်နေရနေပြီးတော့ပါဇက်ပိတ်မဲ့အတန်ပြက်အတန် up နော် up နော်ဖားတက်ဆိုရမှာဖားတက်နဲ့ဖားတက်နဲ့နှလုံးရှိရဲသူတို့နှစ်ခုလုံးကအတန်ထွက်အတူတူပဲဖားတက်အတန်ပဲထွက်တယ်နော်ဒါဆိုရင် up နော် up ဒါဆိုရင်ကျမတို့ဖားတက်ဒါဆိုရင်ထွက်နေရနေပြီးတော့ပါဇက်ပိတ်မဲ့အတန်ပြက်အတန် ip နော်စူဖတ်တက်ဆိုရင်စူထွက်နေရနေပြီးတော့ပါဇက်ပိတ်မဲ့အတန်ပြတ်အတန် soup နော် soup ဒါဆိုရင်ဒါကဒီဗီဒီယိုမှာအတန်9တန်ကိုပြန်ပြီးတော့နှွှဲပေးသွားတာဖြစ်ပါတယ်ရှေ့ဗီဒီယိုတွေမှာတသက်ချင်းစီကိုအသေးစိတ်ပြန်ပြီးတော့ထွက်ပြထားတာရှိတယ်အဲ့ဒါကိုတကယ်လို့နားမလည်သေးတဲ့သူတွေကအဲ့ဗီဒီယိုမှာပြန်ပြောတော့ကြည့်လို့ရပါတယ်ကဲဒါဆိုရင်အားလုံးပဲစုကရှစ်စနီတာနောက်ဗီဒီယိုမှာနှလုံးသားနဲ့ပြန်ပြီးတော့တွေ့ပါမယ်